ခင်ဗျားတို့ကျွန်တော်တို့တွေအလုံးလုံးကြတယ်စီးပွားရေးတွေလုံးကြတယ်ဒါပေမဲ့လာကုန်ရင်လာကုန်ကနီးရင်ငွေသားမကြံကြဘူးအဲ့ဒါဘာဖြစ်လို့လဲထို့အတူပဲဒီစီးပွားရေးလုပ်ငန်းတွေလည်းလာကုန်နှစ်ချုပ်လိုက်ရင်လာချုပ်တွေလုံးလိုက်ရင်အမျက်တွေမကြံကြဘူးအဲ့ဒါဘာဖြစ်လို့လဲကျွန်တော်လေးလာထားသလောက်ပြောရရင်တော့ဒါစနစ်တစ်ခုကိုကောင်းကောင်းအသုံးမချခြင်းကြောင့်ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီစနစ်တွေကိုပြုပြင်ပြီးတဲ့အချိန်မှာအမျက်ကြံအောင်ငွေစုမိအောင်စီမံနိုင်ခဲ့တယ်ဒါကြောင့်မို့လို့ဒီအချက်တွေကိုကျွန်တော်တို့ channel ကပုံမှန်တင်ဆက်ပေးနေကြစီးပွားရေးအကြောင်းအရာတွေတက်ဒီငွေကြေးစီမံခန့်ခွဲမှုအကြောင်းကိုတလဲတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေအလောက်တာလုံနေတာလက်ထဲမှာငွေပကြံမှုဆိုလို့ရှိရင်ဒါအလကားဖြစ်ပါတယ်အဲ့တော့ကိုလည်းပင်ပန်းရပြီးတော့ဒီအချိန်ကုန်လူပန်းဖြစ်တာပဲရှိပါတယ်ဒါကြောင့်မို့လို့ငွေကြေးအကြောင်းကိုလည်းကျွန်တော်တို့စီးပွားရေးလုပ်တဲ့အခါမှာအနေငယ်နားလည်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ငယ်ငယ်အကြောက်ဘူးတဲ့စကားတစ်ခုရှိတယ်မရှိတာတက်မသိတာခက်တယ်အဲ့တော့မသိတာတက်ဘာခက်လဲဆိုရင်မလောက်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တော်တော်များများဒီချက်တွေကိုသိပြီးသားလို့ဖြစ်ကြလိမ့်မယ်ဒါပေမဲ့ကိုယ်တိုင်လိုက်ပါမကျင့်သုံးမိဘူးငွေကြေးစီမံခန့်ခွဲမှုမှာလည်းဒီအတိုင်းပဲဖြစ်တယ်ကျွန်တော်တို့တွေရဲ့စုနဲ့အမောင်းပမာဏရတဲ့ဝင်ငွေပမာဏကအဓိကမဟုတ်ဘဲနဲ့တကယ်လိုက်လုပ်တဲ့အလေးချင်းအမူချင်းကပဲအဓိကအဆုံးဖြတ်ပေးသွားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဟာတွေကိုအကျင့်တစ်ခုအနေနဲ့ကျွန်တော်တို့ဘဝမှာဘယ်လိုတည်ဆောက်မလဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကနေ့စဉ်လုပ်ရတဲ့ကိစ္စတွေမှာဆိုရင်ကျွန်တော်တို့စီကံမရှိကြဘူးနေ့တိုင်းလုပ်နေရတဲ့ကောင်းတဲ့လုပ်ဆိုရင်ကျွန်တော်တို့ပြတ်တတ်ကြတယ်ပြင်းတတ်ကြတယ်ဝိရိယတွေအားနေတတ်ကြတယ်ဥမာပင်ဒီနေ့တိုင်းလမ်းလျှောက်တာတော့နေ့တိုင်းပတ်စံစုဖို့ဒါလို့ဆိုရင်ကျွန်တော်တို့တွေကတရက်တော့ရပါတယ်ကွာဆိုပြီးတော့ရှော့တတ်ကြတယ်အဲ့တော့ပထမဆုံးတစ်ခုနေတဲ့ကျွန်တော်တို့ကအလိုလျောက်လုံနိုင်တဲ့စီကံအစာစနစ်တစ်ခုကိုကျွန်တော်တို့တိစောက်ဖို့အရေးကြီးပါတယ်အဲ့တော့နေ့စဉ်ကျွန်တော်တို့ကငွေပမာဏတစ်ခုမှာရတဲ့ငွေရဲ့10%စုမယ်ဆိုရင်နေ့စဉ်ဝင်ငွေ10%စုမယ်ဆိုရင်ဒီ10%ကိုချက်ချင်းပဲကိုမမြင်နိုင်တဲ့နေရာကိုအသုံးပြုရခတ်တဲ့နေရာတွေမှာတစ်ခုကိုထည့်ထားလိုက်ခြင်းအပြင်ဒီလိုမျိုးစုဆောင်းမှုအရေးကြီးပါတယ်ဟိုကျွန်တော်တို့ငွေရမျက်စိနဲ့မြင်လွယ်ရတဲ့နေရာတွေမှာဆိုရင်ပို့ပြီးတော့သုံးတတ်ပါတယ်ဒါကြောင့်မို့လို့ဒီစီကံတစ်ခုတိစောက်ထားတာဆိုင်စနစ်တစ်ခုကိုအရင်ဆုံးတိစောက်စေခြင်းပါတယ်ဥမာငွေရဲ့ဒီကျွန်တော် richest man ရဲ့ baby တုံးဆွဲစောက်ထဲမှာဆိုရင်ကျွန်တော်ဝင်ငွေရဲ့အနည်းဆုံး10%ကိုရင်းနှီးမြှုပ်နှံခိုင်းတာဖြစ်ပါတယ်အဲ့တော့10%ထက်တော့မလျှော့တင်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ဒီဝင်ငွေ10%ကိုအလိုအလျောက်သိမ်းဆည်းရမယ်ဒီသိမ်းဆည်းထားတဲ့ဟာကလည်းကျွန်တော်ရင်းနှီးမြှုပ်နှံမှုအတွက်ပဲဖြစ်တင်ပါတယ်ပြီးရင်အဲ့ငွေရာကိုစီးပွားရေးတိုးချဲ့ဖို့အတွက်ထားမှာလားဒါမှမဟုတ်ရင်အရေးပေါ်သုံးရဲ့ဒီ personal သုံးဖို့ရာ6လစာအတွက်စုမှာလားဒါကတော့နောက်တစ်စိတ်အနေနဲ့ကိုကထပ်ပြီးတော့စဉ်းစားဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ခုအနေနဲ့ကတော့အရေးပေါ်သုံးငွေကိုအလိုအလျောက်ထုတ်ပြီးတော့စုဖို့အရေးကြီးပါတယ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဘာဆက်လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဝင်ငွေကိုအကောင့်3ခုထဲမှာခွဲထားပါတော့အဲ့အကောင့်3ခုကဘာလဲဆိုတော့ပထမတစ်ခုကကျွန်တော်နေ့စဉ်3နဲ့ကိစ္စတွေအတွက်အခြေခံ3ကိစ္စတွေအတွက်အကောင့်တစ်ခုတတ်ထားမယ်နောက်တစ်ခုကကြောင့်ကျွန်တော်တို့တွေအတွက်ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ရာကျွန်တော်တို့ရဲ့ငွေကြေးလွတ်လပ်မှုရဖို့ရာအတွက်အကောင့်တစ်ခုထားမယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့တွေရဲ့ personal ဒါမှမဟုတ်ရင်ကျွန်တော်တို့စီးပွားရေးတိုးတက်ဖို့ရာအတွက်ဒီ development account တစ်ခုပေါ့နော်အဲ့ဒီလိုအကောင့်3ခုအနေနဲ့ကျွန်တော်တို့ခွဲခြားထားမယ်ပထမဆုံးနေ့စဉ်3កောင်ထဲမှာဆိုရင်ကျွန်တော်တို့ရဲ့အိမ်သားကပေးကြရှိမယ်ဆိုအိမ်သားကတွေပါမယ်နောက်ကိုယ့်ရဲ့စားတဲ့တောက်တဲ့ဈေးတွေပါမယ်ပြီးရင်လျှက်စစ်မီတာကတွေအသုံးစရိတ်တွေထွေထွေသုံးစရိတ်တွေပါမယ်အဲ့တော့လုပ်ငန်းမှာဆိုရင်လည်းလုပ်ငန်းရဲ့နေ့စဉ်ပေးနေရတဲ့ဆိုင်ငန်းငါးကားတွေဒါအမှန်ကိုလုပ်ငန်းမှာသုံးနေတဲ့ software တွေရဲ့ဒီ subscription တွေပေးရတာတွေဒါတွေပါမယ်ပြီးရင်နောက်တစ်ခုအနေနဲ့ကကြတော့ကျွန်တော်တို့ဒီလွတ်လပ်မှုအကောင့်လို့ခေါ်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ရင်းနှီးမြှုပ်နှံမှုအတွက်တတ်ဖယ်ထားတဲ့အားတစ်ခုဖြစ်တယ်ဒီကနေပြီးတော့ကျွန်တော်တို့နည်းနည်းစုမိပြီးများလာပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းအတွက်ရင်းနှီးမြှုပ်နှံမှာလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့ personal အတွက်ရင်းနှီးမြှုပ်နှံမှာလားဒီနှစ်ခုကိုရွေးလို့ရတယ်ဒါကတော့ရင်းနှီးမြှုပ်နှံမှုအတွက်တတ်ဖယ်ထားတဲ့အကောင့်ရှိမယ်ပြီးရင်နောက်ဆုံးတစ်ခုကတော့ development account ရှိမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီလုပ်ငန်းအတွက်လိုအပ်တဲ့ကိရိယာတွေထပ်ပြီးတော့ဝယ်မှာလားဒါမှမဟုတ်ရင်ကိုယ့် personal အတွက်ဆိုရင်ကိုယ်တင်တန်းတွေထပ်တက်မှာလားစာအုပ်တွေဝယ်ဖတ်မှာလားစသဖြင့်ပေါ့နော်ဒီစီးပွားရေးမှာဆိုရင်လည်းကျွန်တော်ဒီ marketing တွေအတွက်ထပ်ပြီးသုံးမှာလားအများကြီးပဲလုံးစရာတွေရှိတယ်အဲ့တော့ဒီ account 3ခုကိုတခြားခွဲထားပြီးတော့ဒီ account တွေအတိုင်းစီမံကျင့်သုံးမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီ personal life နဲ့ဒီစီးပွားရေးအတွက်မှာအများကြီးအထောက်အကူဖြစ်ပြီးတော့ဒီကွဲခြားပြီးတော့ငွေကိုသုံးစွဲပြီးလို့ရပါတယ်နောက်တစ်ခုကတော့ဒါသုံးစွဲမှုနဲ့ပတ်သက်တဲ့အပိုင်းမှာဒီကောင်ကတော့ကျွန်တော်24 hour rule လို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိကျင့်သုံးနေတဲ့အချက်ပဲဖြစ်ပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာ
ဒီ90ရာခိုင်နှုန်းသောသုံးစွဲမှုတွေကကျွန်တော်တို့အုံနောက်ကမဟုတ်ဘဲနဲ့ကျွန်တော်စိတ်ခံစားချက်အရာအသုံးဆွဲကြတဲ့ဟာတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပစ္စည်းတစ်ခုကိုလိုချင်လာပြီဆိုလို့ရှိရင်24နာရီတရက်ပေါ့နော်ဒီတရက်ကိုစောင့်ကြည့်ပြလိုက်ပါဒီလိုတရက်စောင့်ကြည့်လိုက်တဲ့အခါမှာဆရာထက်သန်မှုဟာနည်းငယ်ရောကျသွားတတ်ပါတယ်တကယ်လို့ရောကျမသွားဘဲနဲ့နောက်ရက်ဒီမှာဒါတွေထပ်လိုချင်သေးရဆိုရင်ကတော့ဝယ်ဖြစ်ကြတာများပါတယ်အဲ့တော့များသောအားဖြင့်တော့စောင့်ကြည့်ပြီးတဲ့အချိန်မှာတကယ်မလိုအပ်ဘူးထင်ရင်မဝယ်ဖြစ်တော့ပါဘူးအဲဒါကြောင့်မလို့ပစ္စည်းတစ်ခုကိုလိုချင်တဲ့အခါမှာချက်ချင်းဖက်ကနေပေးဝယ်တာမဟုတ်ဘဲနဲ့ဒီတရက်လောက်တော့အနည်းဆုံးစောင့်ကြည့်လိုက်ပါဒီလိုမျိုးစောင့်ကြည့်လိုက်တော့မှဒီဝယ်ခြင်းစိတ်နည်းသွားပြီဆိုလို့ရှိရင်ဒီအတွက်ကိုက saving နဲ့ကိုဒီဝယ်ပဲပစ္စည်းအတွက်ကုန်ကြငွေက saving နဲ့ကိုရောက်သွားနိုင်ပါတယ်အဲ့တော့ဒါကလည်း tips တစ်ခုဖြစ်ပါတယ်နောက်တစ်ချက်ကတော့အရေးကြီးတဲ့ထဲမှာပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့တွေကတယောက်တည်းနေကြမဟုတ်တဲ့အတွက်ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေရတယ်ကျွန်တော်တို့ပေါ်မှာနည်းနည်းများပဲရှိတယ်ဒါကြောင့်မို့လို့ဒီငွေပိုစုပြစ်ခြင်းနဲ့ဝင်တိုးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင်ပြောင်းဖို့လည်းလိုပါတယ်ဒီနေ့ခေတ်မှာပို့ပြီးသတိထားဖို့ကောင်းတာဟာကျွန်တော်တို့နေထိုင်တဲ့အပြင်ကပတ်ဝန်းကျင်တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့က digital ပတ်ဝန်းကျင်ကိုလည်းပြောင်းလဲဖို့လိုပါတယ်အဲ့တော့ digital ပေါ်မှာ social media ပေါ်မှာကျွန်တော်တို့တွေကဘာတွေကြည့်နေလဲဒီဈေးကြီးတဲ့သုံးဆောင်တွေကိုပဲကြည့်နေရလားဒါမှမဟုတ် entertainment တွေပဲကိုအကြည့်များနေရလားဒါတွေကိုကိုယ်အနေနဲ့သတိထားပြီးစမ်းစစ်ဖို့လည်းလိုပါတယ်အဲ့တော့ကိုယ်ထိခိုက်စေမဲ့အရာတွေတငယ်ချင်းပတ်ဝန်းကျင်တွေဒီကိုကြည့်နေတဲ့ content တွေကတော့ဘာတွေလဲဒီ social media ပေါ်မှာလည်းကိုကြည့်နေတဲ့အားတွေကဈေးကြီးနဲ့လာမကုန်ခင်မှာကိုဝယ်ဖို့ကဆွဲဆောင်နေရလားအဲ့လိုဟာမျိုးတွေကိုလည်းသတိထားဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ media ပေါ် lifestyle ပြိုင်ဆိုင်မှုပေါ့နော်ကိုနဲ့ရွယ်လူတွေကဟိုမှာဘာတွေဝတ်စားနေရလဲဘာတွေဘလိုတွေလုပ်နေရလဲဒါတွေကကိုယ့်ကိုလည်းအနေငယ်တိမ်ငယ်စိတ်တွေဝင်ပြီးတော့သူတို့လောက်မှမသုံးနိုင်ရင်လည်းလူရမဝင်တော့တဲ့သဘောမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကသူတို့နဲ့ပြိုင်ဆိုင်နေမဲ့ပဲကိုရှိတဲ့ငွေထပ်ပို့ပြီးတော့အလွန်အကျွံနဲ့သုံးဆွဲမိလာတယ်ဒါတွေကပဲကိုကိုဒီငွေကြေးထောင်ချောက်ထဲမှာပိတ်မိနေစေတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီပတ်ဝန်းကျင်တွေကိုလည်း view site ပါဒီလိုမျိုးတွေကြည့်မဲ့အစားကိုအနေနဲ့ social media ပေါ်မှာရေးကြီးရဲ့ကိုယ့်အတွက်တမိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုနည်းလမ်းဆိုင်ရာတွေဒါမှမဟုတ်ပညာရပ်ပိုင်းဆိုင်ရာတွေကိုယ့်အလုပ်အတွက်အများကြီးအကျိုးရှိစေမယ့် content တွေဒါတွေကိုပြောင်းလဲကြည့်ရှုပြီးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ဒီလူအထင်ကြီးစေမယ့်သူများအထင်ကြီးစေမယ့်အရာတွေဖြစ်တဲ့ဒီပွဲမျိုးတွေဒါဈေးဝယ်စင်တာတွေဒါမျိုးတွေကိုအထိုက်လျောက်ရှောင်ကျဉ်သင့်ပါတယ်တော့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ဝင်ငွေကိုတိုးမြင့်မှုအရေးကြီးပါတယ်ကျွန်တော်တို့တွေကငွေစုယုံနဲ့ဒီ financial freedom ရဖို့ချမ်းသာဖို့ကမဖြစ်နိုင်ပါဘူးအဲ့တော့တကယ်လို့ဒီရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ငွေကိုအရင်ဆုံးစုမှပဲရပါမယ်ဒါကြောင့်မို့လို့များစုနိုင်အောင်ကျွန်တော်တို့ရဲ့ဝင်ငွေကိုတိုးဖို့လည်းရည်ကြီးပါတယ်အဲ့တော့ဝင်ငွေတိုးဖို့ဘာတွေလုပ်ရမလဲဆိုရင်ကျွန်တော်တို့က scale တွေတိုးမြင့်ရမယ်အဲ့တော့ဒီဝန်ထမ်းဆိုရင်လည်းကိုလောက်ကွမ်းဝင်နဲ့ပတ်သက်တဲ့ပညာရပ်တိုင်းဆိုင်ရာကိုဒီအစိမ့်မြင့်အောင်ပို့ပြီးသင်ယူရမယ်စီးပွားရေးလုပ်နေတာဆိုရင်လည်းကိုစီးပွားရေးမှာဘလို့ဟာတွေထပ်ပြီးတော့ထပ်ပေါင်းနိုင်တယ်ဝင်လမ်းကြောင်းတွေဘယ်ကနေထပ်ဝင်အောင်လုပ်နိုင်မလဲ marketing တွေဘယ်လိုလုပ်ရမလဲဒါတွေကိုအများကြီးကျွန်တော်တို့ဆက်ပြီးလေ့လာဖို့လိုပါတယ်လို့လေ့လာပြီးတော့အသုံးပြန်ပြီးအသုံးချမယ်တရားနေမှာတစ်စိမ်ကျွန်တော်တို့ကဝင်ငွေတွေကိုဆက်ပြီးတိုးလာမှာဖြစ်ပါတယ်ဒီတိုးလာတဲ့ဟာကိုခုနကစောစောကပြောခဲ့တဲ့ကျွန်တော်တို့ဒီ percent တစ်ခုကိုထပ်မြင့်ပြီးတော့ကိုက 10% စုနိုင်ရနေပြီးတော့နောက်ထပ် 20% 30% ဒီလိုထပ်တိုးပြီးတော့စုရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီစနစ်နဲ့ဒီကျွန်တော်တို့ရဲ့စီကန်းနဲ့ပေါင်းပြီးတော့မှငွေကြေးလွတ်လပ်မှုစီကိုကျွန်တော်တို့ကရအောင်သွားရမှာပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာတော့တော်တော်များများကဒီ digital ဘောက lifestyle တွေကြောင့်မို့လို့အရန်ကြီးဒီဘီလီယံနဲ့ချီပြီးချမ်းသာလာတဲ့စားလို့ရှိရင်ကိုရဲ့ငွေကြေးမပူပပင်နဲ့သုံးရင်တဲ့အချိန်မှာကြိုက်တဲ့လောက်သုံးလို့ရမယ်ဆိုတဲ့ဟာမျိုးကို UTP သွားတာဖြစ်ပါတယ်အဲ့တော့စိတ်ချမ်းသာနဲ့ကိုနေခြင်းနဲ့ lifestyle မှာနေမယ်ပြီးရင်ငွေကြေးကိုသုံးရင်တဲ့လောက်ဒီအလှူဒန်းတွေလုပ်မယ်ပြီးရင်ဒီlifestyle အတွက်သုံးမယ်ဒါမျိုးလေးတွေအတွက်ကျွန်တော်စဉ်းစားကြပဲဖြစ်ပါတယ်အဲ့တော့ဒီခုပြောခဲ့တဲ့အချက်တွေအတိုင်းဆိုလို့ရှိရင်ဒီအတွက်ကကျွန်တော်တို့လုံလောက်ပါတယ်အဲ့တော့ဒီကျွန်တော်ပြောခဲ့သလိုပဲငွေကြေးကပမာဏကအဓိကမဟုတ်ပါဘူးပမာဏဘယ်လောက်စုနိုင်နေရအဓိကမဟုတ်ဘဲနဲ့နေ့စဉ်လုပ်တဲ့စနစ်နဲ့စီကန်းနဲ့လေ့ကျင့်သာလျှင်ကျွန်တော်တို့ရဲ့ financial life ကိုခြားနာပေးသွားတာ၊ကွာခြားပေးသွားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီအချက်ကခင်ဗျားအတွက်လည်းအကျိုးရှိမယ်လို့ထင်ပါတယ်ခုပြောတဲ့အချက်တွေကချက်ချင်းပဲထလုပ်လို့ရတာဖြစ်တဲ့အတွက်ခင်ဗျားကိုယ်တိုင်လည်းလိုက်လို့ကြည့်စေချင်ပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးငွေကြေးစီမံခန့်ခွဲမှုအချက်တွေစီးပွားရေးနဲ့ marketing ဆိုင်ရာတွေကိုထပ်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel ကအပတ်စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက် subscribe လုပ်သွားပေးဖို့ဖိတ်ခေါ်ပါတယ်အဲ့တော့
ဒီကခမရတငယ်ချင်းတွေအတွက်အကျိုးရှိစေဆိုလို့ရှိရင်လည်း channel တွေကို share ပေးသွားဖို့လည်းမမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာအသစ်အသစ်သောအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြရအောင်ပါ